ပြောစရာလေးတွေကိုလိုရစ်တူရှင်းအတူချုပ်ပြီးတော့ပြောပြပါမယ်လူကြီးလူကောင်းစိတ်ဓာတ်နဲ့ဂတိကဝတ်ဆိုတဲ့ခေါင်းစဉ်လေးကိုပေါ့ဗျာဗိုလ်ချုပ်နေဝဲဟာဦးနုလက်ထဲကနေပြီးတော့တိုင်းပြည်ရဲ့အာဏာကိုသိမ်းခဲ့ပါတယ်သူအာဏာသိမ်းတဲ့အချိန်မှာဘာကြောင့်အာဏာသိမ်းခဲ့ရတယ်ဆိုတာကိုအကျေတဝဲရှင်းပြပါတယ်ပြီးတော့မြန်မာနိုင်ငံကိုဘယ်လမ်းကြောင်းကနေရှောက်မယ်ဆိုတာကိုလည်းအကျေတဝဲရှင်းပြခဲ့ပါတယ်သူတိုင်းပြည်ရဲ့အာဏာကိုဆက်လက်ထိန်းချုပ်ထားခြင်းစိတ်မရှိတဲ့အချိန်မှာလည်းပုံမလင်းလင်းပြောပြီးတော့အာဏာကိုလက်လွတ်ပေးခဲ့ပါတယ်လူငယ်တွေကိုဂျင်းထက်နေလိုမျိုး1988အရေးတော်ဘုံကြီးကမဆလာပါတီကိုဖြုတ်ချလိုက်တယ်ဆိုတာမဟုတ်ပါဘူးဗိုလ်ချုပ်နေဝင်းဦးနေဝင်းပါတီဥက္ကဋ္ဌကြီးဦးနေဝင်းသူဆက်မလုပ်ချင်တော့လို့သူ့သဘောနဲ့သူဆင်းသွားတာပါဗိုလ်ချုပ်မှုကြီးတန်းရွှေဦးဆောင်တဲ့စစ်အစိုးရတက်လာပါတယ်တက်လာတဲ့အချိန်မှာလဲသူတို့ဟာတိုင်းပြည်ကိုဘယ်လမ်းကြောင်းနဲ့ဘယ်ပုံစံနဲ့အုပ်ချုပ်သွားမယ်ဆိုတာကိုတို့တော်ဝင်ရေးသုံးပါဆိုတဲ့စောင့်ပုတ်ကလေးနဲ့တိုးတိုးတုတ်တုတ်ပဲသူတို့ကြွေးကြော်ခဲ့ပါတယ်သူတို့ရဲ့သဘောထားကိုတိုင်းသူပြည်သားတွေမြင်အောင်သိအောင်ပြခဲ့ပါတယ်တိုင်းပြည်ကိုဘယ်လမ်းကြောင်းနေနဲ့ရှေ့ဆက်သွားမလဲဆိုတာကိုလည်းဘဝရ၈ချက်လမ်းပြမြေပုံ၈ချက်နဲ့ချပြထားခဲ့ပါတယ်သူပြောခဲ့တဲ့အတိုင်းပဲလမ်းပြမြေပုံ၈ချက်အတိုင်းသွားခဲ့ပါတယ်တိုင်းပြည်နဲ့သူနဲ့အစဉ်ပြေပြီးစိတ်ချရပြီဆိုတဲ့အချိန်မှာတိုင်းပြည်ရဲ့အာဏာကိုသူလက်လွတ်ပေးခဲ့ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့နာဆာကအစိုးရအာဏာထိန်းခဲ့ပါတယ်အာဏာမထိန်းခင်မှာမဲမတမာမှုတွေရှိနေပါတယ်ဒါတွေကိုဖြေရှင်းပေးပါအချိန်ပေါင်းများစွာပြောခဲ့ပါတယ်သို့သောအဖက်မလုပ်ခဲ့ပါဘူးအရေးမလုပ်ခဲ့ပါဘူးဒါကြောင့်မို့အာဏာထိန်းမှုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်အာဏာထိန်းလိုက်တဲ့အချိန်မှာလဲတိုင်းပြည်ကို6လအတွင်းရွေးကောက်ပွဲတွေပြန်လုပ်ပေးမယ်အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးမယ်ဆိုတာတရားဝင်ပြောခဲ့ပါတယ်ဒါကစစ်အစိုးရအာဏာရှင်တွေလို့ပြည်သူတချို့ပြောနေတဲ့စစ်ကောင်းဆောင်တွေလုပ်ခဲ့တဲ့လုပ်ရလေးတွေပေးခဲ့တဲ့ဂတိလေးတွေပါဟုတ်ပြီဒေါအောင်ဆန်းစုကြည်အာဏာရဖို့အတွက်ရွေးကောက်ပွဲဝင်ဖို့အတွက်ရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက်မဲဆွယ်စည်းရုံးတဲ့အချိန်မှာကျမတို့ရဲ့ပါတီကိုတော့ဘယ်မူဝါဒတွေနဲ့သွားပါမယ်တိုင်းပြည်ကိုတော့ဘယ်လမ်းကြောင်းတွေနဲ့သွားပါမယ်ပြောခဲ့ပါသလားတခေါမပြောခဲ့ပါကျမတို့ပါတီရဲ့တမရလောင်းကတော့ဘယ်သူဖြစ်ပါတယ်ပါတီရဲ့မူဝါဒကတော့ဘာတွေဖြစ်ပါတယ်ပြောခဲ့ပါသလားမပြောခဲ့ပါကျမရဲ့ပါတီအာဏာရလာခဲ့ရင်နိုင်ငံသားအကြံပေးအယောက်100နီးပါးကိုတိုင်းပြည်မှာခေါ်ပြီးတော့အတွင်းစည်းထဲမှာထားပါမယ်လို့ပြည်သူကိုရိုးသားစွာကြိုပြောခဲ့ပါသလားမပြောခဲ့ပါရွေးကောက်ပွဲကတိကိုပြည်သူအများစုကြိုက်တဲ့မြစ်ဆုံစီမံကိန်းနဲ့ပေးခဲ့ပါတယ်သူ့ပါတီအာဏာရလာခဲ့ရင်မြစ်ဆုံစီမံကိန်းကိုအများပြည်သူသိအောင်ထုတ်ပြမယ်လို့မလုံးပေးခဲ့ပါတယ်သို့တော့သူ့ပါတီအာဏာရလာတဲ့အချိန်အနေစပြီးသူတို့ပါတီ9နှစ်သာပြည့်သွားတယ်အဲ့ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းဘယ်ပြည်သူကမှချမပြခဲ့ပါဘယ်သူကမှလည်းဓာကြီးကိုတော့ချပြပေးပါလို့မပြောခဲ့ပါမပြောရခဲ့ကြပါအဲ့ဒီတဲ့ပို့ဆိုးတာကလူကြီးလူကောင်းစိတ်တက်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အိမ်တိမ်မှာပဲဖြစ်ဖြစ်မြို့တစ်မြို့မှာပဲဖြစ်ဖြစ်နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်ဥပဒေနဲ့မပြဋ္ဌာန်းထားတဲ့ယဉ်ကျေးမှုဓလေ့ထုံတန်းစင်တာတွေရှိပါတယ်ဒေါအောင်ဆန်းစုကြည်အာဏာရနေတဲ့အချိန်မှာမလှုပ်တဲ့နာတွေမလှုပ်ထိုက်တာတွေလုပ်ခဲ့ပါတယ်ဘာလဲဆိုတော့အမျိုးသမီးမဝင်ရဘူးဆိုတဲ့ခြေတော်ရာတွေကိုသူဝင်ခဲ့ပါတယ်အမျိုးသမီးရွှေသင်္ကန်းကတ်လို့မရဘူးဆိုတဲ့
အင်းလေးဖောင်တော်ဖေးသူရွှေသင်္ကန်းကတ်ခဲ့ပါတယ်ဒါတွေဟာလူကြီးလူကောင်းဆန်တဲ့လုပ်ရက်တွေမဟုတ်ပါဘူးလူကြီးလူကောင်းဆိုတာအများသူငါလိုက်နာဖို့ထုတ်ထားတဲ့စီကံကိုမဖြစ်မနေလိုက်နာပေးရမှာပါငါနိုင်ငံခေါင်းဆောင်မို့လို့ငါကတော့ဒီတိုင်းပြည်မှာအကြီးဆုံးမို့လို့ဒီစီကံတွေကငါနဲ့မဆိုင်ဘူးလို့တွေးလို့မရပါဘူးတတ်မှတ်လို့မရပါဘူးဒေါ်ဆန်းစုကြည်ဒီလိုမျိုးမလုပ်တင်တာကိုလုပ်တယ်ဘာသာသာသနာအတွက်လိုအပ်လို့ထုတ်ထားတဲ့ဓလေ့ထုံးတမ်းစင်လာတွေကိုချိုးဖောက်တဲ့အချိန်မှာကောသူ့နားမှာရှိနေတဲ့ဘယ်သူတွေကဒီလိုတော့မလုပ်သင့်ပါဘူးဒါဟုတော့မချိုးဖောက်သင့်ပါဘူးလို့ဘသူကများပြောခဲ့ပါတယ်ဘသူကများဝိုင်းပြီးတော့ထိန်းခဲ့ပါတယ်ဘိုးချုပ်နေဝင်ဟုတ်ပြီအာနာရှင်ဖြစ်နေတိုင်းပြီးအုပ်ချုပ်သွားတယ်သူ့ဘာဝင်သူ့မိသားစုတွေအကုန်လုံးဘာသာသာသနာနဲ့ပတ်သက်တဲ့စီကံမချိုးဖောက်ခဲ့ပါဘိုးချုပ်ကြီးတန်းရွှေဟုတ်ပြီအာနာရှင်ဖြစ်အုပ်ချုပ်သွားခဲ့တယ်သူ့ဘာဝင်သူ့မိသားစုတွေဘယ်သူမှဘာသာသာသနာနဲ့ပတ်သက်တာကိုမချိုးဖောက်သွားပါဘူး။ဦးလက်ရှိဘိုးချုပ်ကြီးမင်းအောင်လှိုင်ထိုနည်း၎င်းပါပဲသူ့ဘာဝင်သူ့မိသားစုတွေတိုင်းပြည်မှာတားမြစ်ထားတဲ့ရိုးရာဓလေ့ထုံးတမ်းစင်လာတွေကိုမချိုးဖောက်ပါဘူး။နိုင်ငံခေါင်းဆောင်ဆိုတာလူကြီးလူကောင်းစိတ်ဓာတ်ရှိရပါတယ်။လူကြီးလူကောင်းစိတ်ဓာတ်ဆိုတာခေါင်းဆောင်ဖြစ်နေလင်ကစားတိုင်းပြည်တစ်ခုမှာထုတ်ပြန်ထားတဲ့တားမြစ်ထားတဲ့ကန့်သက်ချက်တွေအစင်အလာတွေကိုလိုက်နာစောင့်ထိန်ပေးရမှာပါဒေါ်စန်းစုကြည်ဟာဘလောက်ထိအာဏာရှင်ဆန်ခဲ့တယ်လဲဆိုရင်သူ့ရဲ့ရွေးကောက်ပွဲမှာသူ့ပါတီအတွက်သူပြောခဲ့တာလေးကတအားအာဏာရှင်ဆန်တော့ပါတယ်လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါဒီစကားနဲ့သူမဲဆွယ်ခဲ့ပါတယ်တကယ်တမ်းအလုပ်လုပ်ကြရမှာကလူတွေကအလုပ်လုပ်ရမှာပါလူတွေကောင်းမှပါတီကောင်းမှာသို့တော့သူ့တယောက်တည်းကိုပဲကြည်စီခြင်းနဲ့သူ့ရဲ့အရေးနဲ့ပါတီကိုအနိုင်ယူခြင်းတဲ့အခါကျတော့လူကိုမကြည့်ခိုင်းပဲပါတီကိုကြည့်ခိုင်းခဲ့တယ်ပါတီဆိုတာသူ့ကိုကြည့်ခိုင်းတဲ့သဘောပါပဲရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့အချိန်မှာသူတိုင်းပြည်နဲ့လူမျိုးပေါ်မှာဘယ်လောက်ထိစိတ်ဝင်စားမှုမရှိလဲဆိုတာဖြေပါပဲစိတ်ကူးရင်ပြီးဖွဲ့ထားခဲ့တဲ့အစိုးရတရက်တောင်မှသူ့မှာရှိမနေပါဘူးဝန်ကြီးဌာန၄ခုကိုသူတယောက်တည်းကင်ခဲ့ရတယ်ဆိုတာအင်မတန်အကြီးတန်းပါတယ်တမရဘသူကိုတော့တမရနေရာထားမယ်ဆိုတာကြိုမပြောနိုင်ခဲ့တယ်လို့ရွေးကောက်ပွဲအနိုင်ရတဲ့အချိန်ထိတောင်မှပြည်သူလူထုကိုထုတ်ပြောနိုင်ခြင်းမရှိသေးပါဘူးအဲ့ဒီတော့ဗျာအပြစ်တင်ကြမယ်ဆိုရင်အပြစ်ဖွဲ့ကြမယ်ဆိုရင်မျက်လုံးတွေကိုဟိုးဝေးတီကြည့်နေကြပါတယ်နားတွေကိုအကျယ်ကြီးစွန့်စေကြပါတယ်ကျွန်တော်ကတော့တဲ့တယ်ပဲပြောပါမယ်ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်နဲ့လူမျိုးပေါ်မှာလည်းဘယ်တုန်းကမှမချစ်ခဲ့ပါဘူးမကောင်းခဲ့ပါဘူးအမျိုးဘာသာသာသနာအပေါ်မှာလည်းယူသေးလေးစားစောင့်ထင်းရကောင်းမှမသိပါဘူးလူကြီးလူကောင်းစံတဲ့စိတ်ဓာတ်မျိုးလည်းဒေါ်အောင်ဆန်းစုကြည်မှာမရှိ